ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဖုန်းမီရှင်ဖျားတီတော်နေမြန်မာဘူးစတီးစီရီလောကမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်မော်လမြိုင်ရမညာဗုဒ္ဓတက္ကသိုလ်မှာဆင်ခဲ့တဲ့စီရီလေးကိုရှင်းပြပေးပါမယ်ခင်ဗျဒီလိုရမညာဗုဒ္ဓတက္ကသိုလ်မှာစီရီလေးကကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်အဓိကရွှေရကုံ6ပေ6ပေစီညံတော့6ပေရွှေရကုံအရန်က2ပေခွဲပေါ့နော်2ပေခွဲဒါပေမဲ့အမြင့်ကတော့ညံတော့အရန်စီရီရဲ့ညံတော့အမြင့်က3ပေခွဲရှိရအချင်းက2ပေခွဲရှိတယ်ပေါ့နော်ဒီလိုမျိုးလေပန်းနေကောင်ကတော့3ပေနဲ့9လက်မအမြင့်ရှိတယ်အကျယ်16ပေရှိတဲ့စီရီလေးပေါ့ဒီတရကင်းလေကားလေးကတော့4ပေပတ်လေတော့ရှိတယ်ပေါ့အမြင့်4ပေအကျယ်4ပေပေါ့နော်4ပေပတ်လေတော့ရှိတယ်ကျွန်တော်ဒီလိုမျိုးပုံလေးကိုဆွဲပြပေးပါတယ်ခင်ဗျကျွန်တော်စီမှာအပ်တဲ့ဧည့်သည်ပေါ့နော်ဒီလို 3D ပုံလေးဆွဲပြပေးတယ်3D ပုံလေးဆွဲပြပြီးဆိုမှဧည့်သည်ကသဘောကျပြီဆိုမှကျွန်တော်ဖန်တီးပေးပါတယ်ခင်ဗျဒီလို 3D လေးဆွဲပြပေးတယ်ဆွဲပြပြီးဆိုမှသဘောမကျဘူးသေးဘူးဆိုလည်းမကျသေးတဲ့အကြောင်းပေါ့နော်အဲ့ဒါလေးကိုတေချာလေးရှင်းပြပေးတယ်ပြုပြင်ပေးတယ်ပေါ့ဒီတရားကင်းလေးကဆိုလည်းဖုံဖုံကသူ့စိတ်ကြိုက်ပေါ့နော်သူသဘောကျတဲ့တရားကင်းလေးကပုံစံလုပ်ချင်တယ်ဆိုလို့ကျွန်တော်ကဒီကအကြမ်းမြင်ဆွဲပြပေးတယ်ပေါ့နော်အဓိကတော့အပြင်အကျန်းတဲ့ဒီဇိုင်းပေါ့အပြင်အကျန်းတဲ့ဒီဇိုင်းကိုကျွန်တော်ဆွဲပြပေးတယ်အဲ့ဒါအောင်မှအထက်ကပန်းကတော့ကျွန်တော်အစင်ပြေသလိုလှသလိုထည့်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လုတ်ပြီးသွားတဲ့စီဒီပေါ့နော်လုတ်ပြီးသွားတဲ့စီဒီတက်နိုင်ဆုံးတော့ကျွန်တော်တို့ဆွဲပြီးတဲ့ 3D အတိုင်းကိုထွက်အောင်တော့လုပ်ပြီးတယ်ခင်ဗျအပြင်မှာတော့လေပုံဆွဲပြတော့တစ်မျိုးထွက်တော့တစ်မျိုးမဟုတ်ဘူးအဓိကကတော့ကျွန်တော်တို့ဆွဲပြတဲ့အတိုင်းကိုအပြင်မှာလဲကျွန်တော်ဒီလှပတက်ပေအောင်ပေါ့နော်ကျွန်တော်ထုတ်လုပ်ပြီးပါတယ်ဒီပုံဆိုရင်ကျွန်တော်တို့မော်လမြိုင်ဗုဒ္ဓတက္ကသိုလ်ပေါ့နော်ရမညာရထဗုဒ္ဓတက္ကသိုလ်မှာဆင်ခဲ့တဲ့ညံတော်9ပေစီရီလေးပါအဲ့ဒါကိုကင်းလေးကနေပါနော်ဒီကတော့ကျွန်တော်မိတ်ဆွေတို့လည်းကျွန်တော်တို့ဖုန်းရှင်မှာစီရီအမယ်ဆိုရင်ကျွန်တော်တို့ကဒီလို 3D ပုံလေးတွေဆွဲပြပေးပါတယ် 3D ပုံလေးဆွဲပြပြီးဆိုမှကျွန်တော်တို့သဘောကျနှစ်သက်ပြီးဆိုမှထုတ်လို့ရစတယ်ပေါ့နော်အဲ့တော့ဒီစတီးမြန်မာဦးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဖုန်းရှင်ကိုသတိရလိုက်ပါယုံကြည်စွာလက်တွဲလိုက်ပါအမခံမှုအပြည့်ဖြင့်တည်ဆောက်ပေးပါသည်ကျေးဇူးတင်ပါတယ်ခင်ဗျ